ကျွန်တော်ဒါကတော့အင်ထွန်းထော်မီနို1ကိုရောက်နေပါပြီကျွန်တော်တို့လေရင်ကျွန်တော်ကိုဖြတ်ထားတဲ့ဟာကိုဒီမှာကြည့်အောင်ဘယ်လိုသွားမလဲဆိုတာကျွန်တော်ကတော့ဒီမှာလေနံပါတ်က AR802 ဖြစ်တဲ့အတွက် MAI G1 နဲ့ G5 ကိုသွားရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒါ check in counter ကြည့်ရတဲ့နေရာပေါ့နော်ကျွန်တော်ကအခုကဒီမှာဒီဘက်က AS စလာပေါ့နော် ABC တွေကနေစလာဟိုဘက် G ဟိုဘက်ကိုသွားရမှာဖြစ်ပါတယ်ကိုကတကယ်လို့မသိဘူးဆိုရင်တော့ကျွန်တော်တို့ဘယ်ဝင်ရမှမသိဘူးဆိုတော့ဒီဘက် information ကောင်းတာရှိရပါတော့အဲ့မှာတစ်ချက်မေးလို့ရပါဘူးကျွန်တော်ကတော့ရေကိုသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့လေစိတ်မှာနည်းနည်းလူရှင်းနေရပေါ့နော်ခါတိုင်းနဲ့စားတယ်တော့နည်းနည်းလူရှင်းနေရပေါ့ကျွန်တော်လည်းနည်းနည်းလေးစိုးရပေါ့နော်လင်းရဲ့4နာရီဖက်မှာဆိုတော့ဒီ7နာရီလောက်ပဲရောက်နေတာဆိုတော့နည်းနည်းလေးကျွန်တော်လည်းစိုးရတော့ကျွန်တော်တို့ဒီလက်ကလေးကိုချင်းကြည့်လို့ရတယ်ပေါ့နော်အရင်ဆုံးကီလိုမချင်းခင်မှာဒီမှာတစ်ချက်ချင်းကြည့်လို့ရပါသေးတယ်ကျွန်တော်အခုကတော့immigration တွေဖြတ်ခဲ့ပြီပေါ့နော်အကုန်လုံးအဲ့ဒီလည်းအပ်ခဲ့အဲ့တော့ကျွန်တော်တို့ဒီလက်မှတ်မှာပါ gate 34ကိုသွားအောင်ပေါ့နော် gate 34ကကျွန်တော်တို့ဒီမှာ4250ဟိုမှာ2941ဆိုတော့အဲ့တိုင်းလဲရအောင်ပေါ့ကျွန်တော်တို့က34ဆိုတော့ဒီဘက်ကျောင်းနဲ့ဝင်ရအောင်ပေါ့နော်မြားပြထားတာဒီထဲမှာကျွန်တော်တို့လောလောဆယ်ဒီ gate ဝင်ပြီးတော့လင်းရတော့3:20လောက်မှလင်းလက်မှပြရင်ဝင်ရမှာဆိုတော့လောလောဆယ်သွားထားပြီးရှော့ပတ် shopping mall ထွက်လို့ရရေးပေါ့နော်2941ကျွန်တော်တို့ဒီရှေ့ဆက်သွားအောင်ကျွန်တော်တို့3141ဆိုတော့ဒီရှေ့ဆက်သွားအောင်ကျွန်တော်တို့34ဆိုတော့ဒီမှာရှေ့ဆက်သွားအောင်ဒီပါဟိုမှာကျွန်တော်တို့34ပါနော်အဲ့ဒါ34ကိုရောက်ပြီဆိုတော့ကျွန်တော်လည်းဖတ်မှချင်းစောင့်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ဒီရောက်နေတာ2နာရီလောက်ပေါ့နော်စီးရမှာ3နာရီခွဲလောက်မှဆိုတော့ဂျားထဲမှာ shopping လေးပါလေထွက်လို့ရပြီဘာဘကဖြတ်ပြီးမှဆိုတော့ကျွန်တော်ဒီဘက်မှာကိုဝယ်ခြင်းလိုခြင်းဝယ်လို့ရရပါတော့ရောင်းတာတော့ကျွန်တော်ဒေါ်လာနဲ့ရောင်းတာပေါ့ဒေါ်လာနဲ့ရောင်းရဲဆိုတော့ဒီ1နဲ့ပြန်လဲပြီးတော့ဟို1နဲ့ခြေလို့ရရပါတော့